မ်းဖက်စစ်ကောင်စီရဲ့ပြောခွင့်ရဇော်မင်းထွန်းကလက်ရှိမှာသူတို့စစ်တပ်ဘက်ကသာအပြစ်ရစဲမှုကိုလိုက်နာနေရပြီးတိုင်းရင်းသားတပ်တွေကချိုးဖောက်နေတယ်ဆိုပြီးတော့ကိုနေ့စဉ်ထွက်ပြောနေပေမဲ့တစ်ဖက်မှာတော့ဒီကနေ့ဧပြီလ9ရက်နေ့မနက်ပိုင်းမှာတင်အေယာဝတီတိုင်းကအင်္ဂပူနဲ့လေးမျက်နှာမြို့နယ်အတွင်းကိုသူတို့စစ်တပ်ကပဲလေရင်နဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ဒါကတော့ဒီကနေ့ဧပြီလ9ရက်နေ့မနက်အစောပိုင်းမှာတင်အေယာဝတီတိုင်းကလေးမျက်နှာမြို့နယ်မှာရှိတဲ့ဝါတော်ကွင်းကျေးရွာဘက်တွေနဲ့အင်္ဂပူမြို့နယ်ကတောအုပ်အတွင်းနေရာတွေကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေရင်နဲ့လာပြီးဘုံတွေကျဲချတိုက်ခိုက်သွားတယ်ဆိုပါတယ်။တစ်ဖက်မှာတော့အကြမ်းဖက်စစ်ကောင်စီကနိုင်ငံတကာမှာလူကြားကောင်းအောင်သူတို့စစ်တပ်ဘက်ကဧပြီလ22ရက်နေ့အထိအပြည့်ရထားပါတယ်ဆိုပြီးတော့ကြေညာခဲ့ပေမဲ့တစ်ဖက်မှာတော့ငလင်တန်ကြောင့်ပြည်သူတွေအကြီးအကျယ်ဒုက္ခရောက်နေတဲ့အချိန်မှာတောင်အပြည့်ရပေးထားတဲ့တော်လှန်ရေးတပ်ရှိရာမြို့နယ်တွေမှာလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေတောက်လျှောက်လုပ်ခဲ့တဲ့အကြောင်းကိုနိုင်ငံတကာသတင်းမီဒီယာတွေမှာဖော်ပြခဲ့ရုံတင်မကပဲ KIA ဒုတိယဗိုလ်ချုပ်ကွမ်းပုံကိုယ်တိုင်အသိပေးပြောထားတဲ့အပြင်အာရခတပ်တော် AA ကလည်းတရားဝင်ထုတ်ပြန်ထားပါသေးတယ်။ဒါပေမဲ့စစ်ကောင်စီရဲ့ပြောခွင့်ရအကြမ်းဖက်ဇော်မင်းထွန်းကတော့လက်ရှိမှာသူတို့စစ်တပ်ဘက်ကသာအပြစ်ရစဲမှုကိုလိုက်နာနေရပြီး KIA, KNLA, AA, KNDF, KNPP နဲ့ PDF တပ်တွေကတော့အပြစ်ရစဲမှုကိုချိုးဖောက်နေတယ်ဆိုပြီးနေ့စဉ်ထွက်ပြောနေတဲ့အချိန်မှာပဲတစ်ဖက်မှာတော့သူတို့စစ်တပ်ကပဲဒီကနေ့ဧပြီလ9ရက်နေ့မနက်ပိုင်းမှာတင်အေယာဝတီတိုင်းကအင်္ဂပူနဲ့လေးမျက်နှာမြို့နယ်အတွင်းကိုလေရင်နဲ့လာပြီးဘုံတွေကျဲချတိုက်ခိုက်သွားပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါ